ထမအာလူးနဲ့ဝက်သားနဲ့ပြောနေတန်ဃာတွေကတော့ကြောင်းတိုက်ကတော့ပြောတယ်ဗောဝက်သားကလည်းတပိတ်တာကို3000ခွဲစေးလေဒါကျွန်တော်အများနဲ့ဝယ်လို့ဟိုပိတ်တာ60ဝယ်လို့3000နဲ့ရနော်ပန့်တကူရအောင်မနှဲရှာလိုက်ရတယ်ဒီဝက်သားကလည်းပန့်တကူရမှလည်းချက်တာပါကျွန်တော်တို့မြင်သားကြားသားတန်ဃာတွေအတွက်မအပ်ဆက်တာကပန့်တကူမဟုတ်မအပ်ဆက်ဘူးခုပေါ့ဒီနေ့ဝက်သားအချိန်60ယူရမယ်ဆိုရင်2កောင်လောက်ဆိုတော့ပေါ်ထက်လိုက်မှာအဲ့ဒါမိုဘိုင်းအတွက်2កောင်လောက်ဖော်လိုက်အဲ့ဒါမျိုးကိုမိုဘိုင်းအတွက်လို့ဖော်လိုက်ပြီးမိုဘိုင်းကချက်တဲ့ဟင်းကိုတန်ခါတဲ့ကျွန်တော် order ပေးလိုက်တာဖြစ်တယ်တတ်လိုက်တာဖြစ်တဲ့အတွက်တန်ခါတွေအတွက်မအပ်ဆက်ဘူးဖြစ်သွားတယ်သူတို့မသိပေမဲ့မအပ်ဆက်ဘူးကျွန်တော်တို့ကဘိုင်နေနဲ့ပေးလိုက်ရတာဖြစ်တဲ့အတွက်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကဒါဒီမနေ့8နာရီမှဝက်သားတွေကဘာကြောင့်မချက်တာလဲဝက်သားတွေကဝက်သားတွေ order သူတို့ order cancel ဖြစ်သွားလို့တဲ့ဝက်သားတွေယူပေးမလား3000ခွဲစေးကိုတဲ့3000စေးနဲ့ပေးပါမယ်အဲ့ဒါဆိုယူရမဆိုချက်တယ်ဗျာကဲတန်ဃာတွေကချင်းဆက်ဆက်ကြိုက်တာသူတို့မှာဘာအာဟာရမှမရှိဘူးခမင်းတစ်ခုတည်းမိဝဲရတာဘာမုတ်တွေပါလေဆိုတာဘယ်နက်ထိဘာရတာမှမရှိကတ်တာဖုံးရတာတန်ဃာတွေဘဝကတ်တာဖုံးရတယ်သူတို့ဘဝမှာချင်းဆက်ဆက်ပဲချင်းဆက်ဆက်လေးလေးတော့ကျွန်တော်ဟာတော့ပေါ့တာသူတို့နော်ကျွန်တော်တို့ကအဲ့ဒါကြောင့်မို့စွန်းစားနေမှာဟိုစားခွက်လေးတွေထားရတယ်သူတို့ကျွန်တော်တို့သားတော့လေးပေါ့လို့နော်အရင်တုတ်လို့ခေါ်ပါတရေချင်အရင်တုတ်နော်တရေချင်အရင်တုတ်လားတရေချင်အရင်တုတ်ဆိုတာတော့ဒီမှာမြေပဲခဏလေးမြေပဲလေးနော်တရေချင်အရင်တုတ်ဆိုတာနှမ်းစီနေနေအသားမုံနေနေရပြီစီရရမ်းကောင်းတယ်နော်ဖိငှက်ပြားကြီးပါလေးရပြီတရေချင်းအရင်တော့နော်မင်းနေနေပေးကဲဒါတရေချင်းအရင်တော့ပါလို့စားလို့မရတော့ဘူးဒီညနှိုးတောက်လာတယ်နှိုးနဲ့နှိုးတောက်လာဒီညထမင်းစားမလို့လုပ်လိုက်တာနော်အလူရှင်များတောင်းပန်ပါတယ်ကျွန်တော်နော်ဝတ်သားလည်းမစားဘူးတရေချင်းနဲ့စားလို့မရဘူးကျွန်တော်ငပိလေးပါတယ်နော်ကျွန်တော်တို့ဓမ္မမိတ်ဆွေကြီးဖြစ်တဲ့ဟိုငယ်မိတ်ဆွေတွေပါအနတ္တကိုခိုင်လို့ကိုခိုင်လို့ခေါ်တယ်နော်အနတ္တကိုခိုင်နော်ကျွန်တော်တို့ဗုဒ္ဓဂုံကြီးဆရာတော်ဖျားလို့နော်လူဖြစ်စဉ်ခါပေါ့အနတ္တကိုခိုင်လို့ဓမ္မစကဥမမောင်နော်ဟိုကျွန်တော်တို့ဒီမိတ်ဆွေတွေပါဓမ္မမိတ်ဆွေဓမ္မတန်ကိစ္စအဖွဲ့တွေပါနော်အနတ္တကိုခိုင်မိသားစုကနေပြီးဒေါ်ကြီးမိုးတာမောင်ထူးမြတ်ပိုင်မောင်အောင်ခိုင်မိုးမတ်ဆန်းတီရီမတ်သမီမတ်ပန်းဤကိုရန်ကုန်ပြင်ဦးလင်အနတ္တမိသားစုတို့မှာရုပ်နံသင်္ခါရအစုဤဝိညာဏအဖြစ်လှူဒန်းပါတယ်နော်လှူဒန်းတဲ့နော်ကုသိုလ်ကောင်းမှုမှာအလှူတော်ငွေ15သိန်းကျပ်တိလှူဒန်းတာပါဒီကုသိုလ်ကိုမတည်ပြီးတော့ဒီနေ့ကတန်ခါများတဲ့အတွက်ဖြစ်ဆက်လှူဒန်းတဲ့အလှူရှင်များထပ်ပေါင်းပြည့်ပြီးတော့ကျွန်တော်တို့က330ဖြစ်သွားပါတယ်ဒါကိုတန်ခါအပါ1900ကျော်ကိုကျွန်တော်တို့ဟိုပန့်တကူလေးရတဲ့ဝက်သားလေးထူးခြားခြားလေးပါဒီနေ့တန်ခါ1900ရွာမပရိယတ္တိစာသင်တိုက်ကြီးလည်းပါပါတယ်နော်ရွာမပရိယတ္တိစာသင်တိုက်ကြီးလည်းပါတယ်နော်ဓမ္မဒုတာလည်းပါတယ်အကြောင်းတိုက်တော်တော်များများပါတယ်ဒါလေးကိုမှကျွန်တော်တို့ကဟိုတန်ခါတွေရောနော်မေးပြီးတော့ပေါ့ပဟင်းလေးပဲလုပ်ပါတခါကြီးရဲ့နေတွေပူတော့နော်ဥပမာသူပြောတာတော့ဓာန်ပေါက်တွေပါတယ်အဲ့လိုမျိုးမဖုံးကျင်ကြဘူးပေါ့ဝက်သားကြီးပဲမချက်နဲ့နော်တဲ့စိတ်ချပါဗျာလို့အာလူကြီးပဲချက်မှားပြီးတော့မှကျွန်တော်ကစုံစမ်းပြီးတော့အာလူလေးနဲ့ချဲတဲ့ငပိလေးနဲ့စားအရန်ကြိုက်တာပေါ့နော်တန်ဃာတွေကဲအာလူလေးနဲ့ငပိလေးနဲ့နော်ကဲဒီမှာတရေချင်းတုပ်လေးနဲ့တန်ဃာတွေအတွက်နော်ကဲဆက်ဖြစ်အောင်လို့ပန့်တကူသားလေးပါဆက်လက်ပြီးတော့ကိုသက်အောင်နဲ့ကိုသက်ကြီး55နှစ်ပြည့်မွေးနေ့တူတဲ့ဒုံဝင်းလှမိသားစုမြောက်ပြည်မြို့မှာ
အန်တီဝင်းဝင်းလာတို့မြောက်ဒီမျိုးဝိုင်း9သိန်း5000ကျပ်လှူဒန်းတာဖြစ်ပါတယ်ကိုတက်အောင်ခကိုသိန်း55တိမွေးနေ့အတွက်9သိန်း5000ကျပ်လှူဒန်းတာဖြစ်ပါတယ်မမအန်တီဝင်းဝင်းလာတို့မိသားကျွန်တော်မိတ်ဆွေတွေပါပဲလှူဒန်းတာဖြစ်တဲ့အတွက်ကျေးဇူးတင်ပါတယ်ကိုတက်အောင်မွေးနေ့မှနောက်အသက်120တိုင်ကျမ်းမာချမ်းသာပြီးကောင်းကျိုးလိုပါဆန္ဒတွေပြပါသည်ခုနစုတောင်းစရာမလိုအားလောင်ကိုခိုင်အနတ္တကိုခိုင်လို့ဆိုတာလေတကယ်ဝိပဿနာသင်မှာစစ်တွေပါနော်တရားပြမယ်ဆိုရင်ပြလို့ရနေပါပြီနော်ဒီလူဒန်းတာလည်းယုံနဲ့သင်္ခါရအစုတို့သိပြီးတော့နော်ကံနေမှာကုသိုလ်ကံနေနဲ့တန်ခိကကုသိုလ်ကိုနော်တန်ခိကကုသိုလ်အတွက်ကိုဘုံမလူသူ့ဘုံလူခဲ့တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်နော်တခုကိုသက်အောင်ခကိုသက်55နှစ်မွေးနေ့အလှူပါလေအန်ဒီဝင်းလာလူတန်းနဲ့လူတက်ဝမ်းမြောက်လို့မတာတို့ခေါ်ပြီးတကာလာကိုသက်အောင်မွေးနေ့မှဒီနောက်အသက်120တိုင်ပြီးကျမ်းမာချမ်းသာပြီးလူရင်ဆန္ဒရည်နဲ့တူစီးပွားလာပါပြီဒီလာတိုးတက်ပြီးတော့နော်ဘေးအန္တရာယ်အပေါင်းကင်းဝေးပါစေလို့ဆုမွန်ကောင်းတွေပို့တောက်ပါတယ်ဆက်လက်ပြီးဖေဖေပြည့်ဖြိုးမင်းမမေတစင်လိုင်းသမီးစုပြည့်ကတိရက်တရာပြည့်မွေးနေ့လူပါတဲ့သမီးစုပြည့်ကတိရဲ့ရက်တရာပြည့်မွေးနေ့လူ3သိန်းချက်ပါတဲ့သမီးလေးစုပြည့်ကတိကျေးဇူးတင်ပါတယ်သမီးလေးရဲ့ရက်တရာမွေးနေ့မှာနော်ပြဝလေးနဲ့နော်တန်ခါ1900ကိုလှူဒန်းတာဖြစ်တဲ့အတွက်နော်သမီးလေးနော်ပြဝလေးစုပြည့်ကလေးတဲ့10ပြည့်ပေါ့နော်စုပြည့်ကလေးသမီးလေးဘဝမှာနော်10ပြည့်ဆိုတဲ့အတိုင်းပဲသမီးလေးဘဝမှာစုပြည့်ကလေးနော်ဟောရက်တရာပြည့်မွေးနေ့အနေနဲ့လှူဒန်းတာဖြစ်ရတစ်တယ်နောက်လှူဒန်းတာလဲ3သိန်းကျပ်เนาะဒါကြောင့်လို့ဖေဖေပြည့်ဖြိုးမေတစင်လိုင်းမိသားစုတို့เนาะသမီးလေးစုပြည့်ကလေးမိသားစုကျမ်းမာချမ်းသာပြီးလူရင်ဆန္ဒရည်နဲ့အတူတာသနာ့ဒီနမကထောက်ပံ့နိုင်ပါစေလို့ဆက်လက်ပြီးဒေါ်နန်းတန်းချိုစွမ်းလူ2သိန်းကျပ်ပါတဲ့เนาะဒေါ်နန်းတန်းချိုစွမ်းလူ2သိန်းကျပ်လူဒန်းတာပြကျမ်းမာချမ်းသာပြီးเนาะစီဝါလာပါသည်ဒီလားတိုးတက်ပါသည်ဤကုသိုလ်သည်နိဗ္ဗာန်ထောက်ပံ့ဖြစ်ပါသည်လို့ဆက်လက်ပြီးတော့ကိုသက်ဦးမွေးနေ့အလူ3သိန်းချက်ပါတဲ့ကိုသက်ဦးမွေးနေ့မှာနောက်120ပိုင်းပါသည်ကောင်းကျိုးလိုဝါဆန္ဒပြပါသည်ဆက်လက်ပြီးဦးမြင့်စိန်အားရည်စူးပြီးတော့တဲ့ဒေါခင်စိုးမိသားစုက9000ချက်ပါတဲ့ကျေးဇူးတင်ပါတယ်ဦးမြင့်စိန်ရောက်ရဖို့မှာဝမ်းမြောက်လို့မတာတို့ခေါ်ဆိုပါကုသိုလ်အမြယူပါကုသိုလ်အမြယူပါကုသိုလ်အမြယူပါเนาะကျွန်တော်ဟိုအချိန်လေးနဲ့မလို့เนาะကျွန်တော်တို့မန်နေဂျာရင်တန်ကားတော့အားလုံး1900ကမြစ်တာတွေနော်ပို့တာတဲ့အချိန်မှာတန်ခိကကုသိုလ်အပြည့်အဝရရှိမယ်ထင်ပါတယ်တန်ကား1900လုံးကမြစ်တာပို့တာမှာပါဆက်လက်ပြီးတော့ဒေါ်တန်းတန်းထိုက်မိသားစု3သိန်းချက်ပါတဲ့ဒေါ်တန်းတန်းမိသားစုကျမ်းမာချမ်းသာကောင်းကျိုးလိုဝါဆန္ဒပြပါစေနော်ဤကုသိုလ်ဒီနိဗ္ဗာန်ထောက်ပံ့ဖြစ်ပါစေကာလဒါနဖြစ်ပြီးရည်ရွယ်ချက်တွေမှမရှိဘဲနဲ့ကာလဒါနနဲ့လူဒန်းတာဖြစ်တဲ့အတွက်လိုတာတွေပြည့်ပြီးတောင်းတတာတွေရပါစေလို့ဆက်ပြီးဥသက်ခိုင်နဲ့ဒေါ်တင်နေဝင်းမိသားစု3သိန်းချက်ပါဥသက်ခိုင်ဒေါ်တင်နေဝင်းမိရဲ့ကျမ်းမာချမ်းသာကောင်းကျိုးလိုဝါဆန္ဒပြပါစေနော်ကွယ်လူဒေါ်ဦးကျော်ကျော်တဲ့16နှစ်ပြည့်ရာရည်စူးပြီးတော့ဒေါခင်မတာမောင်ကျော်ခန့်စော်တမိမတ်ရမင်းဦးမိသားစုရည်စူးကုသိုလ်က9000ချက်ပါတဲ့ကျေးဇူးတင်ပါတယ်နော်ကွယ်လူဦးကျော်ကျော်16နှစ်ပြည့်ရာရည်စူးပြီးတော့ဒေါခင်မနဲ့တာမောင်ကျော်ခန့်စောတမိမတ်ရမင်းဦးမိသားစုလူတိုင်းနဲ့ကုသိုလ်ကျမ်းမာချမ်းသာကောင်းကျိုးလိုဝါရေးဆန္ဒနဲ့တူကွယ်လွန်သူဦးကျော်ကျော်ရပုံမှာမြင့်မြတ်တဲ့ပုံမှာရရှိခံစားဆန္ဒနိုင်ပါကုသိုလ်အမြယူ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 ပါနော်ကဲဆက်လက်ပြီးကိုကျော်ခန့်စောတဲ့နော်ကိုကျော်ခန့်စောမွေးနေ့လူအတွက်9000ချက်ပါတဲ့ကိုကျော်ခန့်စောမွေးနေ့မှာတော့အသက်120တိုင်ကောင်းကျိုးလိုဝါဆန္ဒပြပါစီအလူငွေက330ပါကုန်ကြတာ32သိန်းကျော်เนาะဒါကိုဓမ္မပီတိကျွန်တော်တို့မိသားစုကဖြည့်ဆက်လူတန်းပါတယ်ဘန္နာစားအနေနဲ့ပေါ့เนาะလိုတာရှိမယ်ပိုတာရှိမယ်အားလုံးကဘန္နာစားအနေနဲ့ပဲကျွန်တော်တို့ထားပါတယ်เนาะဘာဖြစ်လို့လဲဆိုစင်းစရာတွေမှားတတာရှိတယ်အတွက်မှားတတာရှိတယ်မတော်လို့များကျွန်တော်တို့အိတ်ထဲကိုတပြားတစ်ချက်ရောက်လာမယ်ဆိုရင်တန်ရီဘူးတွေရောက်လာမှာဖြစ်တဲ့အတွက်ကျွန်တော်မိသားစုကဘန္နာစားအနေနဲ့လူတန်းပါတယ်အစင်ဒီစီးရင်ကိုအတိအကျလုပ်နေမယ်ဆိုရင်အရန်ပင်မန်ပြီးတော့ဝန်ထမ်းတွေနဲ့အများကြီးအတိအကျကြီးလိုက်လောက်တာဘန္နာစားကျော်လိုက်တာကောင်းပါတယ်เนาะအဲ့ဒါကြောင့်မလို့ကျွန်တော်တို့အလူဘက်ကပဲထားပါတယ်เนาะကျေးဇူးတင်ပါတယ်ကဲလူတန်းကြတဲ့လူရှင်တွေအားလုံးကျမ်းမာချမ်းသာဘေးပြဝေးကွာပြီးကောင်းကျိုးလိုဝါဆန္ဒပြီးဤကုသိုလ်ကိုဒေဝအပေါင်းကဝမ်းမြောက်မှုမှာတာဓုခေါ်ဆိုပါကုသိုလ်အမြယူတော်မူပါကုသိုလ်အမြယူတော်မူပါ
ကုသိုလ်အမြယူတော်မူပါသာ